အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ knowledge နဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် channel လေးကနေနေ့စဉ်စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတွေကိုရွေးချယ်ပြီးတော့တင်ဆက်ပေးနေတာပဲဖြစ်ပါဒီနေ့မှလည်းပရိသတ်ကြီးတို့နားထောင်မှုအတွက်စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့အောက်လန်းဘိုးတွေနဲ့သူရဲကောင်းဆိုတဲ့ဇာတ်လမ်းလေးကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါဇာတ်လမ်းလေးမစခင်ကျွန်တော် channel လေးကိုလည်း like and subscribe ပြုလုပ်သွားပေးကြဖို့အတွက်မေတ္တာရက်ခံပါရစေခင်ဗျာကဲဒါဆိုရင်ဇာတ်လမ်းလေးစလိုက်ရအောင်ခင်ဗျာမောင်ဦးရင်တို့နွားကြောင်ရဲ့နွားစကြက်အနားမှာရှိတဲ့တရက်ပင်ပေါ်တက်နေကြပြီးတော့အိမ်မယူလာတဲ့ငရုတ်သီးနဲ့ငပိဖြော်ရည်လေးများနဲ့တရက်သီးစားနေကြပါတယ်ဖိုးရင်းနဲ့သားသည်ကတရက်ပင်ရင်းမှာထိုင်ပြီးတော့တိုး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 နဲ့စကားပြောနေတယ်မောင်ဦးရင်ကတာရီတို့ဘက်ကိုလှည့်ပြီးတော့ရောက်လေကိုရုနဲ့ကိုသာတိုးတိုးတိုးနဲ့ဘာတွေပြောနေကြလဲဘာပြောရမှာလဲကွာကောင်မလေးအကြောင်းပြောတယ်လို့ကြည်ပါလားမျက်နှာကြီးကဖြီးလို့မပေရုပြောသောစကားကြောင့်မောင်ဦးရင်တရက်ပင်အောက်မှာဖိုးရင်းနဲ့သားကိုတေချာကြည့်လိုက်မိပါတယ်ပေရုပြောတာဟုတ်ပေတယ်သူတို့ရဲ့မျက်နှာများမှာပြုံးပြီးပြောနေတယ်မောင်မိုးတွေကခေါင်းကိုညှိမ့်လိုက်ပြီးတော့အေးဟုတ်တယ်ပါဒီလိုကူလက်ရွာမှာရှိတဲ့အပြိုတွေကသူတို့ကိုကြိုက်နေတယ်ထင်နေတာဟေးဘာဖြစ်လို့လဲဖိုးတယ်ပြောသမှာကွာအေးမင်းတို့ကြားနေတယ်ဆိုတော့ပြောရတာပါကွာမောင်မိုးတွေကတရက်တီးတစ်လုံးကိုခူးပြီးတော့အညာနေရမှတရက်ပင်ခိုင်းနဲ့ထုကတရက်တီးကိုဖဲ့လိုက်ပြီးတော့ပဲ့ပါလာတဲ့တရက်တီးကိုငရုတ်တင်းကပိဖြော်ရည်လေးနဲ့တို့ကကြံတော်သူများကိုမျက်လုံးဖြင့်ဝေ့ကြည့်လိုက်ပါတယ်သူပြောမိစကားများကိုနားထောင်လို့ရတဲ့အောင်ဤတီးခံနေပုံရတဲ့တာရဲတို့ကသူတို့ရဲ့စိတ်မရှိမှုကိုထိန်းထားသည်ဆိုတော့သူတို့ရဲ့မျက်ဝန်းနဲ့ပေါ်နေသည်မဟုတ်ပါလားတီးကံမို့အတိုင်းတော့ကုန်သွားရရှိတဲ့ပေတူးတွေကမောင်မိုးတွေကိုစိတ်စိတ်ကြည့်လိုက်ပြီးတော့ဟာဘိုးတွေမင်းပြောမှတော့ပြောတော့ငါစိတ်ကိုမနဲ့ထိန်းနေရနော်ရင်စိတ်နဲ့သူမင်းနာပြီပေတူးပြောသောစကားကြောင့်မောင်မိုးတွေမျက်လုံးပြူးသွားရပေတယ်ပေတူးပြောဒီမှာကဟုတ်ပေတယ်ပေတူးကစကားအပေါ်မပြောရွာလူကြီးကိုပဲလေးဘွားဖြင့်ပြစ်ဘူးသည့်ရာသွင်းရှိတာနည်းနည်းတော့ဖြုံရလေသည်အေးပြောမှာပါဟာပေတူးကမင်းတို့နားပဲထောင်းတာတည့်တီးစားပြီးနားထောင်လို့လည်းဘာမှမဖြစ်ငါတော့ပြောရမယ်ကောင်မင်းတို့တွေကစားနေရင်ငါစကားတွေကိုပြောလို့ပြီးတော့မင်းတို့မျက်နှာတွေကြည့်နေချင်းမင်းတို့ကတည့်ရသည်ခွီးတယ်မှာပဲထိတ်ကိုလေးဝါးနဲ့ထုကျင်နေပေါက်လာပြီပြောမှပြောရှားတအားရှည်တယ်ကောင်မဲဒုတိယမီပေတူစိတ်မရှိတာပြောလိုက်တဲ့စကားကြောင့်မောင်ဦးတင်ပြောလက်ဆက်စကားကိုရက်လိုက်ပြီးတော့တရက်ပင်အောက်မှာဖိုးတို့ရဲ့အကြောင်းကိုအပေမော်ရှိမောင်ဖိုးတင်ကပြောပြလိုက်ပါလေတော့တယ်မောင်ဦးတင်နဲ့ဖိုးတွေရွာလေလမ်းတိုင်းလမ်းလျှောက်လို့လာနေပါတယ်အကြောင်းဒီကအခုနှစ်သတင်းကျွတ်တယ်သူတို့အဖွဲ့ရွာထဲမှာရှိသောလူကြီးသူမတွေကိုကြော့အမြင်ဖြစ်ရရွာထဲလိုက်ပြီးတော့စနီးနာနေခြင်းပဲဖြစ်ပါတယ်စနီးနာတဲ့အကြောင်းအားမှာလဲဘယ်မှာဘာမို့လို့ဒီဘယ်ငါမဟုတ်ပေးနိုင်ခြင်းများသည်တခြားဘွဲ့တွေမဝင်ခင်သူတို့ထိုရင်များကိုအရင်ဝင်မှုအကြံစီဖြင့်ရွာထဲလှည့်နေကြခြင်းပဲဖြစ်ပါတယ်ဖိုးရင်းနဲ့မောင်ဘိုးတွေရွာလန်းလိုင်းရှောက်သွားနေစမှာရေဦးကိုခေါင်းပေါ်ရွက်လာတော့မိန်းမျိုးလေးတစ်တိုက်နဲ့စုံနေရရှေ့ဆုံးမှာမိန်းကလေးမှသူတို့ကပြုံးညင်လေဟေးဖိုးရင်းနဲ့ဘိုးတွေဘယ်ကပြန်လာရလဲဟာဒီတိုင်းပါပဲဟိုသွားဒီသွားအေးတရင်ကြုံငါတို့အိမ်မှာမဟုတ်ဘတော့လုံမှာနော်လာစားနော်အေးပါလှရင်လာမှာပေါ့ရှေ့ဆုံးမှာလှရင်အမိရတဲ့မိန်းကလေးမှထိုးသူပြောလိုက်လျာလှရင်တော့မှတမ်းမြဆိုတော့မိန်းမပြိုလေးမှလည်းဖိုးရီငါတို့အိမ်မှာလည်းရွှေကြီးမုံလုံးမှာလာစားအေးပါဖိုးရီကပြုံးနဲ့သဘောကျနေပါတယ်မိန်းကလေးမြဘိုးရီနဲ့ဖိုးရီကနှုတ်ဆက်ပြီးတော့ထွက်သွားခြင်းတိုင်အောင်ဖိုးရီကမိန်းကလေးမြရဲ့နောက်ကျောကိုကြည့်ပြီးတော့ကောင်မလေးမြရဲ့နောက်ကျောကိုကြည့်ပြီးဖိုးရီမှာတောက်တစ်ချက်ပြင်းစွာခောက်နေလေဖိုးရီမိန်းကလေးမြငိမ့်မောနေတော့မျက်နှာကိုတလဲရေဦးရက်သွားတော့မိန်းကလေးမြောက်တလဲကြည့်လိုက်ခါကိုတွေသတိထောင်းမရခမရလွန်လုံးနေမမကြော်ကျုပ်သွားတိုင်ရရမယ်ဟာဟက်ကောင်ငါတောက်ခောက်ပြီးကြည့်နေမှာကောင်းတဲ့စိတ်ကြောင့်မဟုတ်ပါဘူးဟာပေါက်ကြရဗျာကျုပ်ကိုတွေကြောင့်မသိတယ်သူများမှတ်လို့တကယ်ပါကွာငါတောက်ခောက်တယ်ကြောင့်ငါတို့ရွာပြိုလေးတွေရေဦးကြီးတွေရွက်ပြီးတော့ပင်မရေခက်နေအောင်ငါမကြည့်ရလို့ပါကွာမောင်ဦးတွေကမြည်သည့်စကားမှမပြောတော့ပြီမိန်းကလေးမြလမ်းကျိုးတဲ့ဝင်သွားတဲ့အထိနောက်ကငေးနေတော့ဖိုးတွေမျက်နှာကိုမျက်မှောင်ကျုပ်ကြည့်နေတယ်ဖိုးတွေမှာစကားဆိုလာပါတယ်ဘိုးတွေမင်းကလိုပြိုတိုင်းကြက်တဲ့နှင်းစီကန်တယောက်ဖြစ်ရတာဘလောက်အနေကျက်တယ်ဆိုတာမင်းသိနိုင်အောင်ထင်မဟုတ်ကွာဗျာဘာပြိုတိုင်းကြက်တဲ့နှင်းစီကန်လဲဗျာဟိုးတနာစရာဘိုးတွေဟာငါနဲ့နီးကပ်နေပြီးတော့ငါအကြောင်းမသိဘူးပေါ့အေးမောရန်လာတော့ကိုတန်မိုးမသိတဲ့လူကဘယ်တန်မိုးထားတတ်လဲကွာအမြင်ကက်စရာလေးတန်းအမြင်ကက်စရာဟန်မှန်ကြောင်းမောင်ဘိုးတွေစိတ်အတော်တန်ထိန်းထားလိုက်ရပါတယ်ပြောပေါင်ကိုတွေဘယ်လိုလုပ်ပြီးတော့နှင်းစီကန်ဖြစ်သွားတာလဲမင်းခုတွေမသိသေးဘူးငါပြောပြမယ်အစောရေခက်တဲ့အထဲမှာငါနဲ့အရွယ်တူတဲ့လူတွေငါတဲ့ကြီးတဲ့လူတွေပါတယ်မဟုတ်လားဟုတ်တယ်ပါတယ်လေအဲ့ဒီကမိန်းကလေးလေးယောက်ကငါ့ကိုကြိုက်နေတာဟုတ်ဗျာဟုတ်ရလားဗျဘိုးတွေကဖိုးတွေပါကွာတေးကြတယ်အဲ့ဒီကလေးယောက်ကငါ့ကိုကြိုက်နေတာရှည်သူကမိုးဘထုံလာစားခိုင်းတဲ့တယောက်ကငါ့ကိုအပြူသွားပြောချင်နေပုံရတယ်အမလိုက်ရင်ကိုပြောနေတာလားအေးဟုတ်တယ်လှရင်ရောမတမ်းမြောင်ငါ့ကိုကြိုက်နေတာတော်ဆိုးနေပြီကွာကျန်တဲ့တယောက်ကလည်းငါ့ကိုကြည့်နေတာမင်းမသိလို့ကိုတွေကလည်းကျုပ်ကိုလည်းသူတို့ကြည့်တာပဲဗျာလေဗျာခမ ्या ပြောဝင်ရဆိုကျုပ်ကိုတော့ကြိုက်နေတာပေါ့သူတို့မင်းကိုကြည့်တာမှန်မတူဘူးကွာမင်းမသိသေးပါကွာကဲလာသွားကြအောင်
မောင်မိုးတွေကဖိုးတို့ကိုမကြည်နဲ့ပြီအဘဲကြောင့်ဆိုတော့သူတို့နဲ့စကားပြောနေတော့မိန်းကလေး9ယောက်နဲ့4ယောက်ကသူ့ကိုကြိုက်နေသည်ဆိုတော့ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပြီအနောက်ဆုံးမှမတ်တဝင်းလီတာသူ့ကမကြိုက်ဘူးပြောသည်မတ်တဝင်းကသူ့ကကြိုက်နေသူမပြောချင်းမှလည်းကလေးမေဖြစ်နေလို့သာလှုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်မောင်မိုးတွေစိတ်ထဲမှာတအုံနွန်းနွန်းနဲ့ဖိုးတို့ကိုသာကြည်ကနေသူတို့သွားမိနေရသူသာသွားနေကြပါလေတော့တယ်မောင်မိုးတွေတယောက်လှရင်လို့ရေခတ်သွားမြစ်လမ်းမှာစောင့်နေပါတယ်မနေ့ကဖိုးရီပြောသောစကားများကိုသူမယုံဘူးထို့အတွက်ကြောင့်ဖိုးရီကလှရင်လို့တကယ်ကြိုက်နေကြလားဆိုတာကိုမေးမိဖြစ်ပါတယ်မကြာလာတဲ့အချိန်မှာလှရင်လို့တတိုက်ရေအိုးလေးတွေခါမှပိုက်တော့ခေါင်းမိတော့လုံမိတစ်ဖက်ကလေးများကိုပခုံးပေါ်တင်ပြီးစကားတပြောနဲ့သူနာရောက်လို့လာပါတယ်ဘိုးရင်လေးတယောက်နဲ့ဘာလုပ်နေလဲအမလှရင်လို့စောင့်နေပါဗျာဘာဖြစ်လို့လဲဘိုးရင်မေးစရာရှိလို့ဗျာအေးမေးလေမေးမောင်ဘိုးတွေကလှရင်မှမေးသူပြောတဲ့အခါဝမ်းသာသွားပြီးတော့အမလှရင်တော့ကိုဘိုးတွေကိုကြိုက်နေလားဟင်ဘာလို့လဲဘိုးတွေနေမိတာလဲစမ်းပါလားကိုဘိုးတွေအမတို့လေးရဆိုတော့သူ့ကိုကြိုက်နေတာဆိုပဲဗျာအမလှရင်သူ့ကိုအပြိုစကားပြောတော့မဆိုပဲဗျာလှရင်လို့လက်တစ်ဖက်ကရေဦးကိုပိုက်ထိုင်းနေကြံလက်တစ်ဖက်ကဘိုက်ကိုဖိပြီးတော့အားရပါရရီမော့နေလေမောင်ဘိုးတွေကြောင်အမ်းဖြစ်နေသွားပြီးတော့အမတို့ဘာလို့ရီနေကြလဲဗျာမောင်ဘိုးတွေရဲ့အမေကိုရင်းနဲ့လှရင်မှပြန်ဖြေလေပါတယ်နင့်ဖူးရရတယ်လောပါကြည့်လိုက်တာတယောက်တောင်မဟုတ်4ယောက်တောင်ဟိုကမတ်တယ်ကသူ့ကိုကြိုက်နေလို့မပြောတာတော်သေးတယ်အဲ့ဒါတော့မပြောဘူးဗျာနင်ဖိုးတွေကသူ့ကိုကြည့်ပြီးပြုံးပြတဲ့ဆိုသူ့ကိုကြိုက်နေထင်တယ်မဟုတ်လားဒီလူရောပေါက်တွေကဒီလိုပါပဲအဲ့ဒါဆိုမကြိုက်ဘူးပေါ့ဘိုးရင်တို့ရောက်မှယောက်ျားဆိုလို့ဖိုးတို့တယောက်တည်းရှိရင်တော့ကြိုက်ရင်တော့ကြိုက်မှာပေါ့အဲ့ဒါဆိုရင်အမတို့အမလိုက်ရင်လည်းဟုတ်ကအမတန်းများသူ့ကိုဘာလို့မုံလာစားကိုခေါ်ရတာလဲဗျအဲ့ဒါဆိုအမလိုက်ရင်လည်းဟုတ်ကအမတန်းများသူ့ကိုဘာလို့မုံလာစားကိုခေါ်ရတာလဲဗျဘိုးရင်ဖိုးတွေကိုမကြိုက်ဘူးများလိုက်တင်ဆက်ဆံရတယ်သူ့အမေကစဘာပေးပေးနေတာလေတော့ကြဒီကောင်ပောက်ကရသူ့မတွေမချူးလို့ပြောနိုင်လို့လားဒါကြောင့်မောင်ဝိုးရင်ခေါင်းတညင်းနဲ့ပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်းကြီးအကြောင်းကိုတီးလိုက်ချိန်မှာလှရင်လို့ပြိုတဲ့တိုက်တီလဲမောင်ဝိုးရင်ကိုနှုတ်ဆက်လို့ရေခတ်ရန်ထွက်သွားကြပါလေတော့တယ်သူ့ကိုယ်သူထင်ကြီးနေကိုဖို့ဒီငနာတော့သေတော့မှာပဲမောင်ဝိုးရင်ပြောစကားနားထောင်ပြီးတဟားနဲ့ရေကအတန်ကြော်ကြီးနဲ့စကားပြောနေတော့အောင်နိုင်တစ်စက်ကိုစာရေးမှလက်နဲ့ပိတ်လိုက်ပြီးတော့မင်းအကေကိုမပေါအဲ့ကြောင့်တချို့နေရမင်းကိုမခေါ်တာဆရာကြီးလေတံဖြင့်အော်အရာချွေနေတဲ့တာကြီးအောင်တန်းမှဇက်ကလေးပူပြီးငြိမ်သွားတာခေါင်းညင်ပြီးတော့အတိမတ်ပြုတ်နေပြီတာကြီးပြောတာမှန်ပြီတဲ့ဘိုးတွင်တို့အဖွဲ့မှာဖိုးထွေးတာရတာအေးပီတူးတို့သာအတွဲများပါတယ်ကြံသောသူများနဲ့အတော်ကိုရင်းနှီးပေမဲ့တိတ်ပြီးတော့မတွဲပြစ်ပြီယခုအောင်သားတာကြီးစုနေခြင်းမှာအပင်အောက်တွင်ရှိနေတဲ့ဖိုးထွေးကဟာတိုက်မိမလို့ဖြစ်တော့ကြောင်းပဲဖြစ်ပါတယ်မောင်ဘိုးတွင်တို့တရက်ပင်မှာစကားပြောနေစဉ်မှာတရက်ပင်အောက်မှာဖိုးထွေးရဲ့စကားတန်ပေါ်လာပြီးတော့ဟဲ့အောင်လေးတိုးနဲ့ငါတို့တင်းပြောလို့ပြီးရင်ဆင်းရကြပြောရရှိတယ်မောင်ဘိုးတင်တို့ဖိုးထွေးစကားပြကြားတော့အခါတရက်ပင်အောက်သို့ဆင်းလာကြပြီးတော့ဖိုးထွေးတို့နဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ပြီးတော့ကျုပ်တို့ရောက်ပြီကိုဖိုးထွေးငါနဲ့သားကမင်းတို့ထက်အသက်ကြီးရဆိုတော့တွေ့ကြုံလဲပိုးနေပြီပြီးတော့မင်းတို့ထက်ထမင်းရင်စားဆိုတော့ကိုဖိုးထွေးရစ်ရှင်နေပြောတယ်ရှိရပြောဗျာနေအောင်စောင်းနေပြီတော့ကြနွားသိန်းရင်ရောက်တောင်လိုရင်းမြောက်ဖြစ်နေမင်းတို့ကပညာရှိစကားဆိုအဲ့လိုပဲအလေးမထားဘူးနားထောင်ကြငါတို့ရွာနေချုပ်ဆက်တွေကိုဓမြတိုက်ခိုင်းနေဆိုတော့မင်းတို့ကြားတယ်မဟုတ်ကြားတယ်လေဗျာအဖပြောတယ်ဗျာငါတို့ရွာကာကွယ်ရမယ်ကွာနေပါဦးဗျာအဲ့ဒါကိုဖိုးထွေးပဲလောက်ရမှာမဟုတ်လားမင်းတို့ကလည်းကွာတယောက်တက်လက်ចောင်းသားလဲဆိုမကြားဘူးလားကြားဦးတယ်ဗျာတို့နွားចောင်းသားတွေကလည်းတက်လက်ပါဝင်ရမယ်လေဒါမှတို့ရွာသားတွေဒုက္ခမရောက်မှာမဟုတ်လားမောင်ဘိုးတွေတို့ငိုင်းနေကြပါတယ်ဖိုးထွေးပြောသည်တယောက်တက်လက်ចောင်းသားလက်ဆိုသူပါနွားចောင်းသားကိုဆိုလိုခြင်းမဟုတ်ဘူးဆိုတာသူတို့သိပဲမဲ့သူတို့လည်းဘယ်ចောင်းသားကိုပြောမှမသိတာငြိမ်နေလိုက်ပြီးတော့ဖိုးထွေးနောက်ထပ်ပြောမိစကားများကိုသာနားထောင်လို့နေပါတော့တယ်ဖိုးထွေးကဆက်ပြီးတော့စကားဆိုလာပါတယ်အားတို့ရောငါတို့ကာကွယ်ကိုသူရဲကောင်းဖွဲ့မယ်မင်းတို့ပါကြမှာသူရဲကောင်းဆိုတာဘာပြောတာလဲဗျာပေတူးကသူရဲကောင်းဆိုတဲ့စကားကိုနားမလည်ဖိုးထွေးကမေးလိုက်ဟာဖိုးထွေးဒီမောင်မိုးတွေတို့အားလုံးကိုအယံငုံသဘောရတော့အကြည့်နဲ့ကြည့်လိုက်ပြီးတော့မှတ်ထားကြသူရဲကောင်းဆိုတာကွာဟိုလေးလူအများကြီးကိုကာကွယ်ရတာကွာကိုဖိုးတွေကဆရာကြီးလည်းလှုပ်ကျင်တယ်ပေချာလည်းမပြောပြတော့ပေတူးရဲ့မကြည့်မနဲ့စကားကြောင့်ဖိုးထွေးကမကြည့်သလိုပေတူးကိုကြည့်လိုက်ပြီးတော့ကဲသူရဲကောင်းရွေးမယ်ပါမဲ့ကောင်တို့တပတ်ကိုကြက်ကလာတဲ့ကြက်တစ်ခါကျွေးမယ်ကွာဟာသူပါမယ်ဗျာပါမယ်ဘိုးတို့တို့အားလုံးသူရဲကောင်းဖွဲ့တယ်ပါမီပြောရဖိုးတွေကလက်ကိုကာပြလိုက်ကြောနေဦးဒီတိုင်းပါလို့မရရွေးအောင်ပါအားတို့စမ်းတက်တော်အောင်လဲကောင်တယ်သူရဲကောင်းဖွဲ့တယ်ပါလားဘိုးတွေကဟိုပညာတွေတက်တယ်ဆိုတော့မင်းကသူရဲကောင်းရေးချွေပဲမှာမအောင်လဲမင်းကငါတို့ကိုကူညီနိုင်မဲ့နီးကိုဦးအောင်စီကတင်ထားရမှာကြားလားမောင်ဘိုးတွေခေါင်းကိုညှိလိုက်ပြီးတော့သဘောတူလိုက်ပါတယ်ထို့နောက်တာရဲဒီကကိုဘိုးတွေသူရဲကောင်းဘယ်လိုရွေးမှလဲဗျာငါငါ့ကိုပြောတော့သူရဲကောင်းရွေးရင်လက်မထိတ်ကိုတန်ရိုက်ပြီးတော့မတွန်းတဲ့သူကိုရွေးတယ်လို့ပါကျုပ်တို့မပါတော့ဘူး
ဟုတ်တယ်ပြောကြိုလဲပါတော့ရွေးကောင်းရွေးတဲ့တန်ရိုက်တဲ့ဒဏ်ရနဲ့အဖျားတက်မှသေးကြတယ်ဗျကျုပ်တို့မပါတော့ဗျာမောင်ဘိုးတင်တို့ကဖိုးရီရဲ့စကားမဆုံးခင်မှာသူရဲကောင်းယူပကံငွယ်မစခင်မှာနှုတ်ထွက်နေကြရဖိုးရီမှာပြပြသလဲလဲနေဟာငါကောင်နေတန်နဲ့တော့မရိုက်ပါဘူးကွာသဘောပြောပြတာအဲ့ဒါဆိုဘယ်လိုရွေးမှလဲဗျရွေးချင်မှုကိုကင်တွယ်မှာတော့ငါတို့ရဲ့သူရဲကောင်းကြီးตายရပဲကွာตายရသည်ဖိုးရီစကားကြောင့်ပြုံးပြုံးကြီးလုံနေလေရအောင်တမ်းမှအတန်လေးလေးကြီးဖြစ်ကိုตายရကဘယ်လိုလုပ်ပြီးတော့သူရဲကောင်းဖြစ်သွားလဲဗျဟာအောင်တန်းตายရသူရဲကောင်းကွာငါမိကျော်ကိုဘင်ညိုနဲ့တချင်းသွားဆိုတော့မိကျော်အဘလေးခွနဲ့လှမ်းထူတာဒီကောင်ရင်ဘက်ကိုမှန်တာကွာဒီကောင်တွန့်အောင်တော့အားကြောင့်ဒီကောင်သားကသူရဲကောင်းပေါ့ကွာမောင်မိုးတင်တို့ခေါင်းတင်းချင်းနဲ့တားကိုအားကြတော့ကြည့်ဒိုရီမို့လူမိုက်ဟူသောအကျဉ်းမျိုးနဲ့ကြည်နေလေရတာရသည်ချောင်းတစ်ချက်ကိုဟန့်လိုက်ပြီးတော့ကဲသူရဲကောင်းလောင်းနေရတော့ကျိုးတို့ပြောတာလားအေးလေကွာဆက်ပြောအေးမောင်မိုးတင်ရဲ့မေးကိုတာရဖြေပြီးတော့သူ့ရဲ့စကားကိုဆက်ပါလေတော့တယ်ကဲသူရဲကောင်းလောင်းနေရတော့မနှက်ပြန်ငါတို့သူရဲကောင်းဖွဲ့ရဲ့သူရဲကောင်းတွေကိုရွေးမယ်ဘလို့ရွေးပါလဲဗျာရွေးခံမဲ့သူကကြောပေးပြီးတော့အတန်လှမ်းတဲ့နေရာမှာရက်နေရမယ်ရက်ပြီးတော့ဘာလုပ်ရမှာငါတို့ကလေးခွနဲ့ပြစ်မယ်မတွန့်တဲ့ကောင်တွေကသူရဲကောင်းမယ်ဟာခမရတို့လက်ကန်းနေမတော်လို့မျက်လုံးနဲ့ခေါင်းမှန်ဘလို့လုပ်မလဲဗျာတာကြီးမှထိုးပြောလိုက်တဲ့ခါဖိုးတွေးရအဲ့အတွက်ဘာမှမပူနေနဲ့ငါကြိုတွေးထားတယ်ခွဲတော့ခေါင်းဆုပ်ပေးတာဟာဗျာမလုပ်ချင်ပါဘူးလောက်စလုံးမှန်တက်တာမှမဟုတ်ဘူးဗျာအေးမင်းတို့အဲ့လိုပြောမှန်းသိလို့ငါးပိုင်ကကြက်တဲ့ကောင်တာရရင်ကကြက်တဲ့ကောင်နှစ်ကောင်ကိုသူရဲကောင်းတွေအတွက်ထိုင်းရင်ချိုးနဲ့ကြိုးသူပါမယ်ကွာဟာထိုင်းရင်ကကြက်ကြုံထဲမှာလိုက်တာဗျအေးအဲ့ဆိုလေတစ်ကောင်ကြုံမယ်တစ်ကောင်ချက်မယ်ကွာမောင်ဘူးတို့တွေးတော့နေကြပါတယ်လောက်စားတဲ့ချက်မှန်ရုံနဲ့ကြက်သားစားမြေကြီးသူတို့တွေးနေကြပါတယ်သူတို့စိုးရင်နေတဲ့အချက်တစ်ချက်လည်းရှိပါတယ်ထိုရတခြားမဟုတ်ပဲသူတို့ကလေးခွနဲ့လှမ်းပြစ်မြေအကွာဝေးတာဖြစ်ပါတယ်နင်းလေးကလှမ်းပြစ်ခါကြက်သားစားရတယ်နဲ့မကာမီဖြစ်မှလဲကြောက်နေရလေဘိုးမောင်ဘိုးတယ်မှာဒါနဲ့ကိုဖိုးလေးတို့ကဘယ်နာပြစ်မှလဲဖိုးတွေကခဏတွေးလိုက်ပြီးတော့လယ်ဝင်းမြင်ကိုကြည့်ပြီးတော့လက်ညှိုးထုတ်လိုက်ကဒီကနေဟိုးကသိန်းလောက်ပေါ့ကွာဟာနီးရောဗျာခင်ဗျားတို့ပြစ်ခံကြည့်ပါလားဟာအဲ့ဒါဆိုလေဒေါ်တန်းမေလဲဆက်ကွာမောင်ဘိုးတွေနဲ့ဖိုးတွေနေရာတက်မှတ်နေစင်မှာတာရမှာဖိုးတွေကကြည့်လိုက်ပြီးတော့ဖိုးတွေမင်းကပြည့်မှန်အောင်မှန်ပါဦးလားအဲ့လောက်ဝေးကြီးပါမှန်ပါတယ်ကွာမှန်တော့ဒီကောင်တွေတွန့်မတော့မြင်ရပါမလားဟာမင်းကအဲ့ကောင်တွေနဲ့တွားကြည့်လေကွာမင်းကလေမင်းလက်ကြိုယုံရတာမဟုတ်ဘူးဒီကောင်တွေမှန်မဲ့ငါလာမယ်ဘယ်လိုလုပ်လဲတာရဤစကားကြောင့်မောင်ဘိုးတင်တို့ကသူရဲကောင်းဖြစ်ပြီးပြောတော့တာရစီတို့အကြည်များရောက်ရှိသွားပါလေတော့တယ်မောင်ဘိုးတင်ကဦးဝံထုံးစံတိုင်းတီးတဲ့လိမ်မာနေလေဦးဝံတယောက်မောင်ဘိုးတင်ကိုကြည်ကန်နဲ့တခုခုကိုထိတ်လန့်နေပုံပေါ်ပါတယ်ထုံးတော့ဦးဝံစိတ်ထဲမှာရှိတဲ့အတိုင်းပါဇက်မှာပွင့်ထွက်လာပါတော့တယ်ကောင်းလေးဘိုးတွေမင်းကောင်ဒီလောက်ကြီးဥဆိုင်နေငါမျက်ခုံးတွေလှုပ်လာတယ်ကွာအော်အဘရေတိန်နဲ့တူနေတဲ့ကျိုးတို့နှစ်ယောက်ကဒီလောက်မှကျင်နေတာမရှိရင်စင်ပြေပါမလားဗျာအဘညောင်းကြိုက်တာပေါ့လားကျုံနှိပ်ပြီးမယ်လေရတယ်မညောင်းနှိပ်ပေးငါမင်းတို့တော့နှိပ်ပေးအောင်ဟာဗျာအဘလည်းငရေကြီးအောင်ဟာအောက်လန့်ငရေကြီးမှကြောက်နေသေးတယ်ကွာအဘအကျုပ်ကိုဘာလို့နှိပ်ပေးနေတာလဲဟာမင်းကတနေကုန်ရော်ရိုးကိုပေါ့ရှောက်သွားနေကောင်မို့လို့ဘောဟာအဘလည်းဗျာလာကျုပ်ဇက်ကြောဆွဲပေးမယ်အကြံကြီးသောမောင်ဘိုးတွေဟာဦးဝဇက်ကြောလေးဆွဲပေးလိုက်ပခုံးလေးနှိပ်ပေးလိုက်နေသူသိကျင်သောပညာရများကိုမသိလိုက်မသိပါသားလေးမေးမြန်းနေပါတယ်ဦးအောင်ဒီကမျက်လုံးလေးမှီးပြီးတော့စိန်ခဲနဲ့မောင်ဘိုးတွေမေးတဲ့မြောက်ကိုဖြေချနေလေပါတော့တယ်ဖိုးရင်းနဲ့တာရရင်ပေပင်ရသူရဲကောင်းယူဘက်ကစတင်နေပြီဖြစ်ပါတယ်ဖိုးရကလေးဝက်ကိုလောက်စာထည့်ပြီးကင်လာကတာရီကအရင်သူပြောတင်နေတယ်တွားခိုင်းလိုက်ပါတယ်ထုံးတော့ခွဲတောင်းတစ်လုံးကိုယူသွားခိုင်းပြီးတော့ခေါင်းကိုစွတ်ခိုင်းရက်နေစေပါတယ်အေးဟာပြစ်တော့မယ်နော်မင်းမတော့နဲ့ကြားလားပြစ်မှမြန်ပြစ်ဗျာအေးပါကွာဖိုးရကလေးကောင်ဆွဲပြီးပြစ်လိုက်ရတာရီကမထိပြီထိုးခါတာရီရပြီမမှန်တော့ကျုပ်လည်းမတက်နိုင်ဘူးတာရီဒီခွဲတောင်းကိုချခဲ့ပြီးတော့ဖိုးရတို့နာသူပြန်လာပြီးတော့ကျုပ်သူရဲကောင်းဖြစ်သွားရင်နော်အေးပါကွာထို့နောက်ပေတူးမောင်မှုတင်ပြီးတဲ့နောက်ဖိုးတို့ကိုယ်တိုင်ဟာလောက်လေးကွက်နဲ့အပြစ်ခံပြီးနောက်သူရဲကောင်းဖြစ်သူရောက်ရှိကုန်ကြရာတာရနဲ့ဖိုးတို့ယူလာတော့ကြက်ကြော်ကြက်ကလာသားချက်ထိုင်းရင်ချိုးတို့နဲ့အောင်ဝဲခံနေကြပါလေတော့တယ်မောင်မှုတင်တို့တောက်စားနေကြခြင်းမှာအောင်တန်းတယောက်လွဲကိုလွဲလောက်လေးကွက်ကိုလက်ကကင်ပြီးတော့အမောတော်ကောင်းနဲ့အပြစ်ရောက်လာပြီးတော့ကိုရီကျုပ်တို့ရောက်ဘက်ကိုအမောတော်ကောင်းနဲ့ပြေးလာတော့အောင်တန်းမောင်မှုတင်ကထိုင်းရင်ချိုးလေးတစ်ခွက်ကန်းလိုက်ပြီးတော့ကြက်ကြော်လေးကဖဲ့ပေးလိုက်ပါတယ်အောင်တန်းမောင်ဝရင်ကမ်းပေးလာတော့ထိုင်းရင်ကိုယူတောင်းလိုက်ပြီးတော့ကြက်ကြော်ကိုစားလိုက်ကနောက်တစ်ခုထပ်တောင်းပြီးအလဲမကြက်ကြော်ကိုဖဲ့ပြီးတော့မြည်လိုက်ကအတန်ကြာတော့မှဟိုဘူးလေရွာဘက်ကိုဓမြတွေလာနေတယ်ဗျဟာမင်းရောက်ချင်ဘာလို့မပြောရလဲကွာပြောမလို့ပဲလေဗျာထိုင်းနေမြည်ကကောင်းနေလို့ပါဗျာဒီစောင့်ငတ်ကတမျိုးဖိုးရအောင်တန်းကိုမှန်မဲလိုက်ကဘာလို့ရမှန်းမသိဖြစ်နေစမ်းမှာမောင်မိုးတယ်မှာဟိုတို့အားမပူနဲ့ခင်ဗျားတို့ကျုပ်ကိုယုံတယ်မဟုတ်လားကျုပ်တို့ဓမြတို့တွားချကြအောင်ဗျာငါတို့မှလေးกว่าပဲပါလေကွာသူတို့ကဘာတွေပါလို့ပါမှန်းမသိဖိုးရင်းနဲ့မောင်မိုးတင်ပြောနေကြမှာအောင်တန်း
ဟာဓမြ၄ယောက်ဗျာဓာတ်တွေကင်ထားကြတာနွားနှကောင်လည်းဆွဲထားသေးအေးဘယ်နားမှာလဲအမင်းငယ်လေးအကွက်ပတ်မှာဗျာအေးရွာနဲ့တော့လှမ်းသေးတယ်ကဲငါတို့သွားကြမယ်ကွာဖိုးရီတို့ဟာဟေ့ဝါအော်အေးမန်တင်းလိုက်ပြီးတော့အောင်တန်းခေါင်နောက်သို့လိုက်ပါသွားပါလေတော့တယ်မောင်ဘူးတင်တို့အတန်ကြာလမ်းလျှောက်ပြီးတော့ကအောင်တန်းမှာကြုံမနိုင်ပဲများကြတဲ့ဝစ်နေစေပါတယ်မောင်ဘူးတင်တို့လည်းဝစ်နေလိုက်ကြပါတယ်သူတို့ရဲ့မလှမ်းမကန်လှဲလန်းများတွင်တော့ဓားမြောက်ကိုကင်ဆောင်ထားသောလူများအောင်တန်းပြောသော၄ယောက်မဟုတ်ဘဲနဲ့9ယောက်ဖြစ်လို့နေပါတယ်ဓားမြောက်ကိုတော့တယောက်တစ်ချောင်းကင်ထားကြပြီဓမြများထဲမှာတယောက်ကြီးလက်ထဲတွင်တော့ပစိုးလေးထုတ်တာတော့အထုပ်ထုတ်ကကင်ထားလေရဖိုးတို့ရတိုးနေဟဲ့အောင်လေးအဲ့ဟိုလူတွေကင်ထားတဲ့ပစိုးတို့တွေကတနက်တွေဖြစ်မယ်ကွာဟုတ်လောက်တယ်ဗျအဲ့တို့ဘယ်လိုလုပ်လဲဖိုးတွေထိုအခါဖိုးတွေကမောင်ဝတ်တင်ဘက်လှည့်ပြီးတော့မျက်စာပြစ်လိုက်မနေ့ကကျိုးပါပြောထားတဲ့တရေပူခိုင်းပြီးတရေပူပြီးခိုင်းနီးတော့ရှိတယ်ခမရတို့ဝင်ဘူးမှာဘယ်လိုလဲလှုပ်ရဲတယ်မောင်ဝတ်တင်စကားကြားတော့ခါသူတို့အလုံးတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတော့ခါခေါင်းညှိလိုက်ပြီးတော့သဘောတူလိုက်ကြပါတယ်ထိုအခါမောင်ဝတ်တင်ဟာတရက်ကိုခိုးကသူမအပကြံသူများ၏လက်ချောင်းထိတ်လေးများကိုဖောက်ပြီးတော့သွေးစာလေးများနှဲငယ်ထဲကလေတံတိုးနဲ့ကိုရီတို့ကျုပ်ကနားနေပြန်လာခဲ့မယ်ဒီကနေပဲစောင့်အေးမြန်တော့ပြန်လာတော့မောင်ဝတ်တင်ထွက်သွားလိုက်ပါတယ်အမတန်လန်းသောနေရာရောက်တဲ့အခါမှာတရေတပတ်များကိုမြင်နိုင်စီရန်အတွက်မန်နန်တပုတ်ကိုရွတ်လိုက်ပြီးတော့သူ့ရဲ့လက်ညှိုးဖြင့်သူ၏ခြေမှခြေမုံသားနှဲငယ်ကိုယူပြီးတော့ကွင်းလိုက်ပါတယ်ထိုအခါတစ်ပင်များတဲ့ထိုင်တက်ကိုင်းမှာဇော်ရုစ်နေသူကနေတရေတစီများတော့ကိုတွေ့မြင်နေရပါတယ်မောင်ဝတ်တင်ကသူတို့ကိုမမြင်ဘူးထင်တယ်ဂရုဝေမဆိုင်ကြပဲအတန်ကြာတစ်ပင်ကြီးများအရေးကိုလိုက်ကြည့်နေတယ်ကြီးမားသောညောင်ဝင်ကြီးတစ်ပင်ကြီးမားသောညောင်ဝင်ကြီးတစ်ပင်ရောက်ခက်တန်ကျန်းတန်းလေးဟန်တဲ့တရေကြီး9កောင်ထိုင်နေပါတယ်မောင်ဝတ်တင်ထွေထူးစဉ်းစားမနေတော့ဘဲနဲ့သွေးများထည့်ထားသောတရက်ကိုယူလိုက်ပါဟဲ့တရေတွေနေတို့နဲ့ငါကန်းလန်းရရှိတယ်မောင်ဝတ်တင်စကားကြားတော့အခါတရေကြီးများမောင်ဝတ်တင်ကိုကြည့်ပြီးတော့မင်းကငါတို့ကိုမြင်ရတာလားအေးမြင်ရတယ်မင်းတို့ငါခိုင်းတာလို့မင်းတို့အားလုံးမဲသား3မိသားကျွေးမယ်မင်းတကယ်ပြောတာလားအေးတကယ်ပြောတာအဲ့ဒါဆိုလုံးမယ်ဘာလို့ရမှာလဲဒီသွေးတွေရဲ့ပိုင်ရှင်တွေကိုမင်းတို့ဝင်ပူးကြပြီးရင်ဘာလို့ရမလဲငါခိုင်းမယ်မောင်မိုးတွေကသွေးများထည့်ထားတော့တည့်ရဲကြီးများရှစ်ချပေးလိုက်ရတည့်ရဲကြီးများတည့်ရဲကိုဝိုင်းနှမ်းလိုက်ပြီးတော့အရေးပမာလင်းမြန်စွာနဲ့ပြေးထွက်သွားကြပါလေတော့တယ်မောင်မိုးတွေညောင်ဝင်အောက်မှာတည့်ရဲများနဲ့အပေးယူတက်ပြီးဖိုးတို့ရှိသောနေရာသို့ပြန်လာတော့အခါမှာဖိုးတို့9ယောက်လုံးဟာမတ်တက်ရက်လျက်ရှိနေပြီးတော့မျက်တောင်များညီရဲကချွေးများပြန်နေကြပါတယ်နေဝထိုင်သူများကလည်းလူချမ်းကြီးများနဲ့တူနေလေရတရေများဝင်ပူးနေသည်ဆိုတော့မောင်ဘိုးတင်သိလိုက်ပါတယ်ထို့နောက်မောင်ဘိုးတင်ကဝင်ပူးခံနေရတဲ့ဖိုးတို့ကိုကြည့်လိုက်ပြီးတော့မင်းတို့ကိုခိုင်းမယ်ဆိုတာဟိုလူတွေကိုနာအောင်ချခဲ့တတ်တော့မတတ်နဲ့ကြားလားဝင်ပူးခံနေရသောဖိုးတို့ကဓားကင်ထားသောဓမြ9ဘက်သို့ပြေးဝင်သွားပြီးတော့မယုံကြည်နိုင်လောက်အောင်လှင်မြန်သောအရှိန်နဲ့ဓားမြောက်ကိုရိုက်ပုတ်ဖယ်ရှားကအမှောက်တိတ်လိုက်ကြပါလေတော့တယ်ခဏလေးနေဓမြများမှောက်သွားခြင်းဝင်ပူးခံနေရသောဖိုးတို့ကတယောက်ကိုတယောက်ကြည့်ကဓားမြောက်ကိုကောက်ကင်လိုက်ပြီးတော့ဟာမိုးသီးတို့ဓားကန်လို့ရနေပြီဟေ့ဟဲ့ကောင်လေးငါတို့တွေဓားမကန်ရတာဘယ်တော့တောင်ကြာနေပြီလေငါတို့အခုဓမြသွားတိုက်ကြမယ်အားရစီမင်းတိုင်းလူမတက်ရအောင်မရိမ့်မကျအောင်ကြားတာဟုတ်ကဲ့ပါဘုံမိုးသီးဘိုးတင်ချွေးမြပြန်နေပြီဖြစ်ပါတယ်လူတပြရန်ကင်းပြီဖြစ်တော်လဲတရေဓမြများကကျန်းနေကြပါပြီယခုချိန်သွားတိုက်ရင်တနောက်နဲ့ထုလိုက်မှဂိနေနိုင်ပါတယ်ဦးအောင်ပြောသောသူတို့ဝါသနာကိုသိရမည်ဆိုသောအချက်ကိုမေ့ပြီးတော့ပို့ခိုင်းလိုက်မိပါတယ်ယခုတရေများ၏ဝါသနာဓမြတိုက်ခြင်းဖြစ်နေလေမောင်မိုးတင်ကြံရများသည်ဆိုအုံစီတို့ကအပြေးနှမ်းလိုက်ရပါလေတော့တယ်မောင်ဝိုးတွေကဦးဝါအပြေးသွားပြောပြီးချိန်နေတော့ဦးဝအိမ်မှာရှိမနေပါမောင်ဝိုးတွေမြည်တို့လောက်ရမင်းတို့တွေးကဟိုသွားလိုက်ဒီသွားလိုက်လှုပ်နေနေတာတနာရီညကြာချိန်မှာဦးဝပြန်ရောက်လို့လာပါတယ်မောင်ဝိုးတွေကဖြစ်ပျက်တဲ့မြအကုန်လုံးကိုပြောလိုက်တဲ့အခါမှာဦးဝကသူ့ရဲ့လွဲကိုလွဲပြီးတော့ထွက်သွားပါလေတော့တယ်ဘိုးတို့ကလိုက်ပြီးပြုတ်လိုက်လေကောင်လေးမင်းအိမ်မှာပဲနေတကယ်ကောင်လေးငါလည်းဇက်ကြောဆွဲခံလိုက်ပြီးတော့ငါအပြစ်ဦးဝသူ့ကိုယ်သူအပြစ်တင်ကရွာထဲထွက်သွားပါလေတော့တယ်တန်လျားတွေတော့မောင်ဘိုးတွေကထိုင်ရမလို့ထားမလို့နဲ့မထိုင်နိုင်မနဲ့ထားလိုက်ပြုတ်လို့လိုနေပါတယ်နောက်ဆုံးထိမ့်မြတ်သည်ဆိုရွာထဲသို့လိုက်သွားလိုက်ပါလေတော့တယ်ရွာလဲတွင်ဟိုးလေးတကြောနဲ့ဖြစ်လို့နေပါတယ်ရွာလူကြီးသားဖိုးရီဦးဆောင်ပြီးတော့တာရနဲ့ကလေးများဓမြတိုက်တွေဟူသောသတင်းပဲဖြစ်ပါတယ်ထိုသတင်းကြား၍မောင်ဘိုးတွေကရွာလူကြီးအိမ်တို့သွားနေစဉ်မှာထိတ်တုံးတစ်ခုတည်းတာရနဲ့ဖိုးရီကြံထိတ်တုံးနဲ့တာရပေတူးနဲ့အောင်တန်းတို့ဖြစ်ပြီးတော့မြက်ကွန်းတစ်ဖက်စီညိုနေကြပါတယ်မောင်ဘိုးတွေတေချာကြည့်တော့အခါလက်သေးနဲ့ထိုးခါထားပုံပေါ်နေပါတယ်ဖိုးတွေနဲ့သားတို့ကမောင်ဘိုးတွေကိုမြင်တော့အခါဖိုးတွေမှတန်းရမှထိုင်နေတော့သူ့ရဲ့အဘကျုပ်တို့ဆရာကြီးလာပြီကျုပ်တို့သူခိုင်းတာဖိုးတို့ဤစကားကြောင့်မောင်ဘိုးတွေငေးကြောင်နေစမှာရွာလူကြီးရောက်လာပြီးတော့ဖိုးတွေတို့နဲ့အတူထိတ်တုံးခတ်ခံလိုက်ရပါလေတော့တယ်ဖိုးတို့နဲ့သားရမောင်ဘိုးတွေသူတို့နဲ့ထိတ်တုံးခတ်ခံရကမှအညိုမဲဆွဲနေတော့မျက်လုံးနဲ့သူ့ကကြည့်လိုက်ပြီးတော့ပြုံးပြဘိုးတွေငါတို့သူရဲကောင်းဖြစ်ပြီလားဟာလာမရွက်နဲ့ကခုကိစ္စကျုပ်တယောက်တည်းကြောင့်မဟုတ်ဘူးဗျအေးမင်းမအပြစ်ရှိတော့ဟိုငါတော့အောင်တန်းလေ
တို့ရွာခိုးတော့တဲ့နွားတွေနွားပခုနဲ့မိလို့ရွာလာပြန်ပို့တော့ကွာဓမြဆိုပြီးပြတဲ့အဲ့အကောင်ကြောင့်ပြီးတော့မင်းလည်းဘာထူးလို့လဲဓမြတရေဦးမှာငါတို့ကူးခိုင်းတယ်လို့ဘိုးတင်ဟာဘာဖြစ်လို့လဲကိုသားဟာရွာဝင်ကြီးကငါကြိုက်နေတဲ့မိချိုရဲ့ပေါ့ငါဓမြတိုင်နဲ့ဓာတ်နောက်နဲ့ထုလိုက်မိတယ်တော့ကွာငါနဲ့မိချိုလေးတော့ဝေးသွားပြီကွာတာရသည်ဝမ်းနဲ့ကြေကိုသာပြောလို့နေပါတယ်မောင်မိုးတွေမှာထိတ်တုံးခတ်ခံရထားတဲ့တာအေးပေတူးနဲ့အောင်တန်းတို့ကိုကြည့်လိုက်တဲ့ကသူ့ဟာပြုံးပြနေတယ်မို့စိတ်သက်သာရသွားခြင်းဦးအောင်ရောက်လာပြီးတော့မောင်မိုးနေတို့ဟာဟဲ့ကောင်လေးငါရွာလူကြီးကိုတေချာပြောထားခဲ့တယ်မင်းတို့ကိုမနှက်ဖြာမှာလွှတ်လိုက်ကောင်လေးဘိုးတယ်မင်းကဒီလောက်အစွမ်းပြနေနေတာမင်းကိုစုံးနေပေါ်တဲ့သဲကုန်းရောအလောက်ခိုင်းအောင်မယ်မင်းပြရကောင်တစ်ကောင်မှခေါ်သွားကြလားမောင်လေးကခေါင်းညင်မိတာအတိမပြုတ်ချိန်မှာဦးအောင်ဆက်ပြီးစကားဆိုလာပါတယ်တော်သေးတာပေါ့ကွာစီးကန်းရှိတဲ့ဓမြတွေဝင်ပူးလို့သာပဲလူသက်မရင်းကျင်တဲ့ဓမြကောင်တွေတော့ဝင်ပူးလို့ကတော့မင်းတို့ဒုက္ခရောက်တယ်ဒါတော့ရွာတွေကလူငယ်5လောက်သွားတွေကျွတ်ကုန်သေးတယ်လေဟိုကောင်သားရမင်းတို့သားရအစိုးဆုံးနဲ့တွေ့သမျှနင်းရိုက်လာတယ်ကွာမောင်မိုးတွေတို့ငြိမ်နေလိုက်ပါတယ်ဖိုးတို့စီထိတ်တုံးမှာထွန်းထားသောစာကိုကြည့်လိုက်ပါတယ်ရေဦးစင်ရွာဆိုသူကိုမြင်တော့အခါသူတို့ဟာထိတ်တုံးခတ်ဖို့မလောက်တော့ကြောင်းရေဦးစင်ရွာမှာထိတ်တုံးကိုလှဲနဲ့သွားတယ်ပြီးတော့သူတို့ဟာခတ်ထားသောသူ့ရပရွာလူကြီးမျက်နှာကိုမြင်အောင်လာမိပါတယ်ထို့တော့ဘသူမပြုတ်မိမှုစကားအတိုင်းသူရဲကောင်းခေါင်းဆောင်ဖြစ်ချင်နေတဲ့အတွေ့ကိုနောင်တရမိနေပါလေတော့တယ်အောင်လန်းဘိုးတွေနဲ့သူရဲကောင်းတွေကအိမ်မြတာမကြမီအောင်လန်းဘိုးတွေနဲ့စုံးရွာဟူသောဇလန်းလေးကလည်းဆက်လက်တင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်တယောက်ချင်းတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ